အားလုံးပဲကလာပါချင်မောင်ကြော်မလို့ပေါ့နော်ချင်မောင်ကြော်မလို့ဆိုတဲ့ခါကျတော့အိုးထဲမှာဒါကချင်မောင်1000ဘိုးချင်မောင်1000ဘိုးကိုတင်ပြီးတော့စားနဲ့နေကြည့်ပြီးတော့ပေါ့နော်အကြည့်အရွဲတို့ညစ်ပြီးတော့အိုးထဲထည့်ထားတာပါပြီးတော့ဒါပဇွန်လေးတွေပါဒီနေ့40လမ်းစီကိုသွားရပေါ့နော်ဒီမှာမြစ်ပဇွန်လေးတွေ့လို့ဝယ်လာပါတယ်ချင်မောင်နဲ့ကြော်စားမလို့ပါချင်မောင်ကြော်လေးကိုခန်းကျင်ဒီနှလုံးထည့်မယ်ပြီးရင်ခရမ်းသီးလေးတွေကိုလည်းလေးစိတ်ထိုးပြီးတော့ထည့်လိုက်မယ်နော်ရင်သုံးချင်မောင်ကိုကြော်ပါတော့မယ်ဒါငပိပေါ့နော်ငပိကချင်မောင်1000မိုးဆိုတော့များတော့ငပိလေးကိုနည်းနည်းပို့ထည့်ထားပါတယ်မဟုတ်ရင်ချင်ပါဆိုလို့ခန်းညင်ဒီလေးနှလုံးကိုစိတ်ပြီးထည့်ထားပါတယ်စနွေးမုန့်လေးထည့်ပါမယ်ပြီးရင်စီထည့်မယ်ပေါ့သူကချင်မောင်ကြော်ဆိုတော့စီလေးနည်းနည်းများမှစားကောင်းပါမယ်စားတစ်ခါရဲထည့်လိုက်ပါမယ်ဒါကိုချင်မောင်နှောနေအောင်တဲမယ်တော့ချင်မောင်ကိုအီပြီးနှောနေအောင်တဲပါမယ်တဲပြီးတော့မှတဲပြီးမွေပြီးဆိုတဲ့ခါကျမှချင်မောင်လေးနှုံးပြီးဆိုမှခရမ်းသီးကိုထည့်ပါမယ်ပဇွန်စိတ်ကိုလည်းချင်မောင်နှောမှထည့်မယ်နော်ဒီမှာကချင်မောင်ကြော်ဟေးလို့ဆိုလို့ရှင်ငုတ်သီးအကြမ်းမုံလေးမပါမဖြစ်ပါငုတ်သီးမုံလေးကအရန်ဆက်ပါတယ်အကောင်းကိုအိမ်စားဖို့ဆိုတဲ့ခါကျတော့အကောင်းကိုတုံထားဖြစ်တဲ့ကြောင့်မလို့ချင်မောင်ကြော်ဆက်လေးနွေရာသီနဲ့လိုက်အောင်လို့စားမယ်ဒါလို့တည်ထားမယ်ချင်မောင်လေးကိုခတ်ဖို့စမွတ်ရယ်ငရုတ်သီးစိမ်းရယ်ကိုအခင်းထဲမှာတက်ကောက်မယ်လိုက်ခဲ့ပါအောင်ရေလေးထည့်ထားပြီးတော့နူးအောင်လို့ပေါ့နော်သူ့ကိုမီးအေးလေးနဲ့တည်ထားပါမယ်ဒီဒီကြမ်းမုံလေးရောထည့်ပြီးမွေထားပါတယ်သူ့ဤဒီကြေနေအောင်ထိုးမယ်နော်ချင်မောင်ဒီမှာပါချင်မောင်ဟင်းနဲ့ခတ်မလို့အပင်မှာငရုတ်သီးလေးကောက်ပါမယ်ငရုတ်သီးလေးအစုပ်ရပါပြီဒါစမွတ်နော်စားဘူးလားမသိဘူးအရန်မွေးရစမို့ तू ကအတိုးမျိုးလှုပ်စားစားအချင်းဟင်းနဲ့ထည့်စားစားချင်မောင်လော်တဲ့ထည့်စားလဲအရန်ကိုမွေးတာပါထမင်းရမ်းမိန်တော်လေးပါဒါကလေဟိုးကချင်ပြည်နယ်အထက်ပိုင်းကလူတွေဆိုလို့ရှင်ဒီဟာစားဘူးတယ်အရန်ကြိုက်ကြတာပါဒီမန္တလေးဒီဘက်အောက်ပိုင်းကလေဒါမျိုးတွေတိတ်မစားဘူးဒီလားဒါလေးရစမွတ်ပါမှတော့မန္တလေးရောက်တာ15နှစ်လောက်ရှိဝယ်စားစရာနေရာမရှိလို့ကိုကနဲ့ကိုအမျိုးစီကိုအိမ်ကနေပို့ခိုင်းပြီးတော့လေအိမ်ကနေယူလာပြီးတော့ဒီမှာအပင်ဆိုင်စားတာပါကျွန်းရွက်လေးလည်းနည်းနည်းခူးလာပါတယ်ချင်မောင်ဟင်းလေးကိုထဲမလို့ပါချင်မောင်လော်တဲ့ကိုချင်မောင်လော်ကတော့မကြည်သေးပါဘူးချင်မောင်လေးခန်းညင်ဒီကြည်အောင်ခြေလိုက်ပါအောင်မယ်ချင်မောင်ကတော့ကြည်တင်းတဲ့လောက်ကြည်နေပါပြီဒါဆွဲခါကျတော့ဒီနေထားမှာပဇွန်လေးကိုထည့်မယ်ခရမ်းသီးထည့်မယ်ညစ်ပဇွန်လေးကိုထည့်လိုက်ပါမယ်ပြီးတော့ခရမ်းသီးတွေလည်းထည့်လိုက်ပါမယ်ဒါလေးကိုမွေးမယ်ခရမ်းသီးနဲ့ပဇွန်လေးကြက်ပြီးအရသာတွေကိုလည်းဒီမှာမြည်လို့ရပါပြီဒီနေရာမှာမြည်ပါမယ်ခရမ်းသီးနဲ့ပဇွန်လေးကြက်ပြီးဆိုလို့ရှင်ကစုံရွက်လေးနဲ့စောနာအောင်ခူးလာတဲ့ကစုံရွက်တို့စမွတ်တို့ငရုတ်သီးစိမ်းတို့ခွဲချမ်းလေးတွေကိုထည့်ပါမယ်ဒီနေ့ကဒီနေထားလေးဆိုအရသာတွေမြည်ချင်မောင်ကငပိမနေသေးနဲ့နော်ချင်မောင်က1000မိုး1000မိုးဆိုတော့ချင်ပါလေကျမတို့ငပိမများထည့်လိုက်တဲ့အခါမှာအနေတော့ပါပဲဒီဆိုနန်းချင်းလေးနဲ့ဒီဆိုစိတ်ညစ်ပစံနန်းချင်းလေးနဲ့ခရမ်းသီးလေးတွေနဲ့ခရမ်းသီးလေးဤအောင်ခဏလေးမွေနေမယ်အစက်မပြတ်ကြလို့ရှိရင်ကစုံရွက်လေးနဲ့ငွေစင်းလေးစမော်လေးခပ်ပါမယ်စမော်လေးကတော့လေခြားကန်လေးမှခပ်ပါမွေနေရပါနော်ခရမ်းသီးလေးလည်းကြက်ပါပြီချင်မောင်ကျော်လေးကစီပြက်လေးနဲ့ဆိုတဲ့ခါကျတော့ကောက်ထားတဲ့ကစုံရွက်လေးနဲ့နေကိုလည်းထပ်ရောလိုက်ပါမယ်အဲ့ပြီးတဲ့အခါမှာငုတ်ပြီးစိမ်းတောင်းလိုက်လဲထည့်လိုက်ပါမယ်တိုင်းလေးနောက်ခဏမွေးမယ်ချရမယ်ကြက်ပြီးဒီနေထားလေးရောက်ပြီဆိုလို့ရှိရင်ဒီနေ့အခင်းလေးကောက်ထားတဲ့စမွတ်တွေကိုထည့်ပါမယ်
ကျွန်မကဒီစမုတ်ကိုအဓိကကြိုက်တဲ့အတွက်ကြောင့်မလို့များများလေးလက်တဆုပ်ကြီးလေးထည့်လိုက်ပါတယ်အားလေးကိုနှောက်အောင်ပေးမယ်နော်ချီမောင်ကျော်လေးကတော့ကြက်သွားပါပြီဒီမှာလေးပါဆွမ်းနာလေးအိမ်ထဲမှာချက်တာဆိုတော့နည်းနည်းတော့မောင်နေပေါ့နော်ရိုက်ပြရတယ်ဒီမှာလေးပါခုပြီးတော့ပါပြီစမွန်နန်လေးကိုမွေးကြိုင်နေတာပဲဒီလိုမျိုးလေးလိုက်ချက်စားပါဒါလေးကလေနေရာဒီမှာဆိုရင်ထမင်းရမ်းမိန်တော့နော်ဟင်းကျွဟင်းလေးနဲ့စားပါကျွန်တော်တို့ခက်နေကြိုင်ကိုတော့ရဲ့ဟင်းကျွလေးရဲ့ပစွန်စိတ်ငုတ်ဒီကြော်လေးရဲ့ဒီချမောင်ကြော်လေးရဲ့စမ်းပါပါအားလုံးအဆင်ပြေကြပါသေး